United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာယနေ့ပေါ့နော်ဇူလိုင်လ18ရက်နေ့ United ရုံးဝင်းမှာဒါထွက်ပေါ်ထားတဲ့သတင်းလေးတွေကိုပြောပြပေးခြင်းပါတယ်ဗျပထမဆုံးသတင်းအနေနဲ့ပေါ့နော်ဒီနေ့ညကျွန်တော်တို့ဒီနေ့ည9:00နာရီခွဲမှာ United အသင်းနဲ့ Warham အသင်းတို့ရဲ့ခြေစမ်းပွဲရှိပါတယ်ဒါလေးကိုအရင်ဆုံးပြောပြခြင်းပါတယ်ဗျဒီခြေစမ်းပွဲမှာဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒါကစားသမားတစ်က3ယောက်ရှိတယ်လောလောဆယ်မှာတော့ကာရာလူရဲ့Andre Santo ရဲ့ Unit Diamond ရဲ့ပေါ့နော်ဒီ3ယောက်ရှိတယ်ဒီထဲမှာဆိုရင်တော့ကာတာလူတို့ဒါ Andre Santo တို့ကတော့ Watson နဲ့ Warham ပေါ့နော် Warham နဲ့ပွဲမှာပါဝင်ကစားနိုင်ရရှိပါတယ် Unit Diamond ကတော့အနားယူနေတယ်ဗျဘာလို့လဲဆိုတော့သူကမ္ဘာ့ဖလားဝင်ကန်ရင်းနဲ့ဒီရရှိခဲ့တဲ့အသေးစားတန်ရာလေးရှိရဗျကြက်ခိုင်မှုက100%ပြည့်မနေဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူအနားယူနေတယ်အသင်းနဲ့ဒါနောက်ပိုင်းရောက်မှာပဲပေါ့နော်နောက်ပိုင်းရောက်မှာပဲပူပေါင်းလာမှာဖြစ်ပါတယ်ဆိုတော့ပေါ့နော်ဒီနေ့ည9:00နာရီခွဲမှာကျွန်တော်တို့ဒါ United ရဲ့ပထမဒီရာဒီအတွက်ပထမဆုံးခြေစမ်းပွဲကိုကြည့်ရပါမယ် Warham ဆိုတာကလည်းဒီတပ်ပူးမင်းသားပေါ့နော် Ryan Reino တို့ပိုင်ဆိုင်တဲ့အသင်းပေါ့နော်သူတယောက်လည်းပိုင်လာလားအဲ့လိုပူတဲ့ပိုင်လာလားတော့မသိဘူးသူပိုင်ဆိုင်တဲ့အသင်းအဲ့ဒီအသင်းကဒီတပ်ပူးမင်းသားပိုင်ဆိုင်ပြီးမှဗျာဒီအဆင့်တွေတစ်ဆင့်ပြီးတစ်ဆင့်တက်လာတာသူစတော့ဆိုရင်အဲ့လိုဒုတိယတန်းပထမတန်းအဲ့လိုတက်လာပြီးတော့ဗျာခုကတော့ချန်ပီယံရှစ်ဒီရောက်နေပေါ့နော်မနစ်ကဆိုရင်လည်းသူတို့ဇရာအလေလောက်မှာရက်တည်နိုင်ခဲ့တာဆိုတော့ဒီအသင်းရဲ့ဒီတစ်ဆင့်တိုးတက်လာတဲ့နှုန်းကလည်း short တွက်လို့တော့မရဘူးပေါ့နော်ဒါပွဲကြီးပွဲကောင်းမဟုတ်ပေမဲ့အကြည့်ကောင်းတဲ့ပွဲတစ်ပွဲလည်းဖြစ်မှာပါနောက်တစ်ခုကတော့ United နဲ့ကန်တာဖြစ်တော့မပြောတတ်ဘူးပေါ့နော်သူကသူ Ryan Reino လည်းလာကြည့်မှာပေါ့အဲ့လေကျွန်တော်တို့ United ဘက်ကတော့ပေါ့နော်ဒါမြင်ရနိုင်ခြေရှိတဲ့ကစားသမားတွေကတော့ဒါစီနီယာကစားသမားအများစုနဲ့ပေါ့နော်ဒုတိယပိုင်းမှာဆိုရင်တော့ဒါလူငယ်တွေကြည့်ရလောက်ပါတယ်ဘာလို့လဲဆိုတော့ဥမာမကွိုင်းယာတို့မေဆန်မောင်းတို့လူရှော့တို့ပေါ့နော်ရွေးစင်သွားမကန်ရဘူးပြီးရင် Brian Mbumo တို့ရှိမယ်ပြီးရင်ကမ္ဘာဖလားကပြန်ရောက်လာတဲ့ကစားသမားချို့လည်းရှိမယ်ပေါ့နော်လူငယ်တွေထဲမှာဆိုရင်တော့ဗျာကျွန်တော်တို့ဒါအများစုတွေ့ကျင်နေကြတဲ့ JJ Gabriel နဲ့ Kainoni ကတော့မပါသေးဘူးပေါ့နော်JJ Gabriel နဲ့ဆက်ပြီးသတင်းတွေထပ်ပြောရမယ်ဆိုရင်တော့ဒီကောင်လေးကအခုချိန်မှာတယောက်တည်းလေ့ကျင့်နေတယ်လို့သိရတယ်ဗျဘာလို့လဲဆိုတော့သူ့ရဲ့ပါရမီကတော်တော်ကြီးတယ်ပြီးတော့လူတိုင်းအသင်းတိုင်းကလည်းစောင့်ကြည့်နေတဲ့ကစားသမားလေးပေါ့နော်သူလောလောဆယ်မှာတော့သူ့ရဲ့ body အတွက်ပေါ့နော်ဒီကာယလေ့ကျင့်ခန်းအနေနဲ့ဒါဘောလုံးလေ့ကျင့်ခန်းတွေကိုသူကတီးတန့်ပြုလုပ်နေတယ်လို့သိရပါတယ်ဆိုတော့Kainoni တို့ JJ Gabriel တို့ကြည့်ဖို့တော့ကျွန်တော်တို့နည်းငယ်ထပ်ဆောင်ရမယ်ပေါ့နော်ဒီ Fletcher ရဲ့သားနှစ်ယောက်ဖြစ်တဲ့ဒါ Jeff Fletcher နဲ့ Tyler Fletcher ပြီးတော့ Shaw Lacey တို့ပေါ့နော်ဒီစားသမားတွေကတော့ Harry Ahmad တို့ဒီစားသမားလေးတွေပေါ့နော်ပြီးတော့အကုန်ကမသိဘူးဗျာလူငယ်ကစားသမားတွေလည်း50ရောက်တော့ရှိရနော်သူတို့တွေကန်တာကျွန်တော်တို့ကြည့်ရမှာပါတေချာပေါက်ကတော့အဲ့ဒီ Fletcher ညီနောင်နဲ့တယောက်ယောက်နဲ့ Shaw Lacey တို့ဘာတို့ကန်တာအဲ့တော့တေချာပေါက်ကြည့်ရပါလိမ့်မယ်ဗျအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ရင်တော့ဗောနော်ကိုဘက်ကထွက်ခွာမယ်တော့မဟုတ်ဘူးပေါ့ဗျာကိုသင်းကနေပြီးတော့ဒါကစားသမားတယောက်လီဆန်ရိုမာတီနက်ကိုအက်တလက်တီကိုမက်ဒရစ်အသင်းကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကလည်းဒါဆက်ပြီးတော့တက်မလာတော့ဘူးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီး United ဘက်ကတော့လီဆန်ရိုမာတီနက်ဒီ not for sale ပါရောင်းရမဟုတ်ပါဘာကြောင့်လဲဆိုတော့ဗောနော်သူကနောက်တန်းရဲ့ခံစစ်နေရာဆုံးမှာကစားနိုင်တယ်ဗျဥပမာ3ယောက်တန်းဆိုလေလီဆန်ရိုမာတီနက်က fine တာပဲ3ယောက်တန်းဒါဘဲအစွန်းမှာကစားနိုင်တယ်ဒါမှမဟုတ်ရင်လည်းအတွင်းလူ2နေရာမှာလည်းသူဘယ်ဘက်ချမ်းမှာများသောအားဖြင့်ကစားလေးရှိတယ်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့သူ့ကိုလက်ဖက်ထားဆိုမယ်ဆိုရင်လည်းရတယ်အရေးအကြောင်းပေါ့နော်ဒီကွင်းလေအဖြတ်3ညင်လည်းရတယ်ပေါ့ဒီလိုကစားသမားမျိုးဖြစ်တဲ့အတွက် United ကလက်မလွတ်ချင်ဘူးပြီးတော့ဒါနောက်တန်းကနေပေးပို့တဲ့ပေါ့နော်ဒီ line breaking back တွေတော်တော်ကောင်းနေဗျဒီ Lisandro Martinez ကလေသူပါရီကိုဒါတိုက်စစ်လမ်းကြောင်းတွေကသူမပါတဲ့ပွဲတွေတက်ပိုးပွင့်တယ်ပေါ့ဒီလိုကစားသမားမျိုးလည်းဖြစ်တဲ့အတွက် United မယောင်းကျင်တာလည်းမှန်ပါတယ်ကျွန်တော်တို့ဆိုလည်းမယောင်းစေချင်ဘူးဗျာသူကသူဒါဒဏ်ရာပြဿနာကတော့နည်းနည်းများတယ်ပေါ့နော်နားရင်လည်းဒါလက်တော်ကြာတယ်တခါတလေဆိုဒါပေမဲ့လည်းသူပါဝင်တဲ့ပွဲတိုင်းမှာတော့ဒါအကောင်းဆုံးခြေစွမ်းနေပဲလီဆန်ဒရိုမာရီနက်ကအများစုပြသနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒေသသမားဆက်ရှိမယ်ဆိုတဲ့အတွက်လည်းဝမ်းသာပါတယ်အက်တလက်တီကိုကတော့ပေါ့နော်ဘယ်လိုဆက်လုပ်မလဲတော့မပြောတတ်ဘူးပေါ့ဗျာဘာပဲပြောကိုကစားသမား not for sale ဖြစ်သွားတယ်ဆိုရင်လည်းဒါတရန်အေးတယ်ပေါ့ဗျာဝမ်းသာရတာပေါ့အဲ့လေပြီးရင်တော့ကျွန်တော်တို့ Market Report ရဲ့သတင်းပေါ့နော်Market Report ကတော့ဒါ United အသင်းကသူ့ကိုရင်တော့ဒါစာချုပ်ချက်လက်တွေရဗျာပေါင်တန်း40ဝန်းကျင်လောက်ပေးရင်ခေါ်လို့ရတဲ့ကဏ္ဍတစ်ခုရှိရပေါ့နော်အခုတော့အဲ့ဒီစာချုပ်သက်တမ်းကုန်သွားပြီဒီသူ့ကိုခေါ်လို့ရတဲ့ United ကဖွင့်ပေးထားတဲ့ကာလပေါ့ဗျာအဲ့ဒီဟာကတော့ကုန်သွားပြီဖြစ်တဲ့အတွက် Report ကိုခေါ်ယူခြင်းတဲ့အသင်းတွေက United နဲ့ပြောင်းရွှေ့ခြင်းညှိရပါမယ် United ကလည်းလက်ခံမှ Report ကလည်းအဲ့အသင်းကိုလာစားပါညာညှိနှိုင်းတာအဆင်ပြေမှပဲဒါ Report ရဲ့အပြောင်းရွှေ့ရဖြစ်မြောက်မဲ့သဘောရှိတယ်ပေါ့နော်ဆိုတော့ Report ဒီဒါကမ္ဘာဖလားတတိယလူဝဲဒီညသူတို့ကန်ပါလိမ့်မယ်တတိယလူဝဲကန်ပြီးသွားရင်အနားယူပြီးသွားရင် United ကိုပြန်လာမယ်ပေါ့နော် United ရဲ့ဒါရာသီကိုလေ့ကျင့်ရေးအစီအစဉ်တွေမှာပူးပေါင်းပါဝင်သွားမယ်လို့သိရတယ်။နီးပြကြီး Michael Carrick ကလည်းဗျာကျွန်တော်တို့ဒါ
United DNA နဲ့ပါတယ်ပေါ့နော်ကိုယ့်ရဲ့တကယ်ခြံတွက်ကစားသမားခြံပေါက်ကစားသမားပေါ့နော်ခြံတွက်တော့ဖြစ်လို့ခြံပေါက်ကစားသမားလေးကိုဒါအခွင့်အရေးပေးခြင်းတယ်အဲ့ဒီအတွက်လည်းပေါ့နော်ရာသီကိုခြေသွင်းပွဲမှာ Marcus Rashford ရဲ့ United ဂျာစီနဲ့ကစားတာတွေကိုကျွန်တော်တို့ပြန်မြင်အောင်မှာဖြစ်ပါတယ်အဲ့ဒါပြီးမှပဲပေါ့နော်တကယ်လို့ပြောင်းရွှေ့ကန့်လန့်လာတဲ့အသင်းတွေရှိတယ် Rashford လည်းပြောင်းခြင်းတယ် United တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းလည်း okay တယ်ဆိုရင်တော့ဒါ Rashford ကိုရောင်းချခြင်းလည်းရောင်းချမယ်ပေါ့နော် Rashford အနေနဲ့ကတော့ဗျာဒါသူအသင်းကြီးတွေပဲကစားခြင်းတယ်ဥရောပမှာရှိတဲ့ပေါ့နော်အသင်းကြီးတော်တော်များများစီမှာသူကစားပြောင်းရမယ်ဆိုရင်တော့အဲ့လိုဒီမှာပဲကစားခြင်းတယ်တူရကီတို့ဘာတို့ပေါ့နော်အဲ့ဒီဒီမှာတော့ပြောင်းပြီးမကစားခြင်းဘူးလို့သိရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဗောနော်ဒါတူရကီကလပ်တွေကလည်းဒါပရီးမီးယားလိဂ်နဲ့အဆင်မပြေတဲ့ကစားသမားအများစုကိုခေါ်ယူနေကြဖြစ်တယ်ဗျ။ဂါလာတာဆာရေးတို့ဖီနာဗာချီတို့ဒီလည်းဒါပတ်သက်တော်တခါတလေပေးနိုင်ရတဲ့အသင်းတွေဖြစ်ကြရဲဗောနော်။ဆိုတော့Rashford ကတော့ကြိုးပိတ်တဲ့သဘောလားတော့မသိဘူး။ကျွန်တော်တို့နောက်တက်စိတ်ဝင်စားစရာတစ်ခုကပေါ့နော်ဒီည United ကစားသမားဖြစ်တဲ့ Kobe Mino ကအင်္ဂလန်အသင်းရဲ့တတိယလူပွဲမှာများပါဝင်ကစားသွားနိုင်မလားပေါ့ဒါလေးကိုတော့နည်းနည်းစိတ်ဝင်စားမိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဗျာတူချယ်ကသူကဘာကြောင့်ဒီလိုမျိုးခံစစ်ကိုအသားပေးပြီးကစားရလဲစိတ်တက်ပိုင်းဆိုင်ရာအပြုပြီးကစားရလဲကစားအားကိုကစားပြုအပြုပြီးကစားရလဲဆိုတော့ပေါ့နော်အင်္ဂလန်အသင်းမှာဘောလုံးကင်ပြီးကစားနိုင်တဲ့သူတွေမရှိလို့ဆိုတာမျိုးဖြေခဲ့တယ်ဗျာဒီပေါ်မှာတော့ဒါဂရင်းနဖီကပြင်းပြင်းထန်ထန်ဝေဖန်ထားတာရှိရပေါ့နော်ဘာလို့လဲဆိုတော့ဒါကသူပြောတဲ့ဟာအကျိုးကြောင့်စီလျော်မှုမရှိဘူးတူချေပြောတဲ့ဟာကကျိုးကြောင့်မသိဘူးပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒါလက်ရှိအင်္ဂလန်အသင်းမှာဆိုရင်ဒါကွင်းလယ်မှာကိုဘီမိုင်းတို့ဒါရှေ့တန်းမှာဆိုရင်လည်းဆာကာတို့ပေါ့နော်ဒီကစားသမားတွေကဘောလုံးကိုကင်ပြီးတော့ကစားနိုင်တဲ့ player တွေဖြစ်တယ်သူတို့တွေကိုဘာကြောင့်လူစားမလဲလဲပေါ့နော်နောက်တစ်ခုကတော့ဒီအင်္ဂလန်အသင်းမှာဘောလုံးကင်ပြီးတော့မကစားနိုင်ဘူးလို့ပြောရအောင်ပေါ့နော် Foden တို့ပြီးတော့ Alexander Arnold ကိုပယ်မာပြီးရင် Morgan Gilroy ပေါ့နော်အတန်ဝါတန်ပေါ့ဒီကစားသမားတွေဘာကြောင့်များခြံခဲ့တာလဲပေါ့နော်မသိရင်သူကပေါ့နော်အင်္ဂလန်လက်ရှိကာလရဲ့ပေါ့နော်ပါရမီအရှိဆုံးဒါဆွမ်းဆောင်ရည်အကောင်းဆုံးပေါ့နော်ဘောလုံးစွမ်းရည်ရလဲဒါ level တော်တော်မှမြင့်နေတဲ့ကစားသမားတွေအားလုံးကိုရွေးပြီးခြံခဲ့တယ်လို့ဆိုရလောက်အောင်ပေါ့နော်သူ့ရဲ့လူရွေးချယ်မှုကဝေဖန်နေရဖြစ်ခဲ့တယ်ဒါကြောင့်တူချဲရဲ့ပြောစကားပုံမှာတော့ဒါက United ကလက်ခံနိုင်ဝယ်မရှိဘူးပေါ့နော်ဆိုတော့တူချဲအနေနဲ့ကလည်းဗျာသူ့အနေနဲ့ကဒါစီမီဒီရောက်တယ်ဆိုတာအင်္ဂလန်ကစိုးတော့မစိုးပါဘူးဒါပေမဲ့အင်္ဂလန်ပြည်သက်တွေကတော့ဂျင်းနဲ့မှာမဟုတ်ဘူးအဲ့ဒီအတွက်ဒီညပွဲကိုသူလည်းနိုင်ကန်ရင်ကန်လိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပြင်သစ်ဘက်ကဒါဒီဒီယာဒက်ချန်ကရောက်တော့သူကဒီပွဲပြီးရင်အနားယူပြီဗျာပြင်သစ်ကပြီးတော့သူတို့ရဲ့နီးပြသစ်ဖြစ်ဒါဇီဒန်ကိုခန့်အပ်မယ်လို့လည်းသဘောတူညီမှုကယူပြီးပြီဆိုတော့နီးပြကြီးတက်ချန်ရဲ့သူကနောက်ဆုံးပွဲအနေနဲ့ပဲကစားမှာဖြစ်တယ်အင်္ဂလန်နီးပြသုံးမှတ်တူချေရောက်တော့ဗျာဒါအင်္ဂလန်အသင်းနဲ့သူကနှစ်ရှည်စာချုပ်တည်းရရှိနေတယ်ဆိုတော့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သူကသူကြိုက်တယ်လို့ရွေးခြင်းနဲ့သူရွေးဒီအင်္ဂလန်ပြည်သက်တွေသဘောကျအောင်တော့ဒီပွဲကနိုင်ဖို့လိုအပ်နေတယ်ဆိုတဲ့သဘောမှာတော့ရှိတယ်ဆိုတော့ပေါ့နော်သူဒီဝေဖန်ခံရတာတွေပါတယ်လည်းနည်းနည်းရှုံးရင်တော့ပြောရမဖြစ်အောင်ဒါကိုဘီမိုင်းတို့ဘာလို့များထည့်ခံသွားမလားပေါ့ဒါလေးလေးစဉ်းစားမိပါတယ်နောက်တစ်ခုကတော့တတိယလူပွဲဆိုတာဗျာဒါမော်ရိုကိုတို့ခရိုအေးရှားတို့စသဖြင့်ဒီအသင်းတွေတက်လာရင်တော့အာဂျိုမန်တက်ကန်လိမ့်မယ်ပေါ့နော်အင်္ဂလန်တို့ပြင်သစ်တို့စပိန်တို့အာဂျင်တီးနားတို့စသဖြင့်ပေါ့နော်ဒီအသင်းတွေအတွက်ရောက်တော့အဲ့လောက်ရင်ခုန်စရာမရှိတော့ဘူးဗျာချန်ပီယံဆုကိုလိုချင်လုံးလုံးမှာဒါရည်ရွယ်ပြီးကြိုးစားခဲ့တဲ့အသင်းတွေအတွက်တတိယနေရာလူပွဲကပြင်းစရာကြီးဖြစ်နေလိမ့်မယ်နောက်တစ်ခုကဘိုလူဝဲမတက်ထားတဲ့အတွက်အပြောင်ခံရတာတွေပြီးတော့ကိုဒီနီးပြတွေဆိုရင်လည်းသူတို့ရင်ဆိုင်နေရတဲ့ FIR တွေစသဖြင့်ပေါ့ဗျာကစားသမားတွေဆိုရင်လည်းမပျော်တော့ဘူးလေဘယ်လိုပဲပြောဒီဘိုလူဝဲကစားမှလည်းတတိယလူပွဲနေရတခြားနေဖြစ်နေတော့အရန်ကြီးတော့ဆရာထက်သန်မှုရှိကြတော့မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီညဒါကတော့ကြည့်တော့ကျွန်တော်တို့ကတော့ကြည့်ပြအောင်ပါကမ္ဘာဖလား၄နှစ်မှာတစ်ခါပဲကန်ရတာဖြစ်တယ်အင်္ဂလန်နဲ့ပြင်သစ်ဆိုတော့လေဒါကြည့်ရမှာပေါ့နော်ဆိုတော့ဒီညမှာကိုပီမိုင်းတို့လေးကိုမှမြင်ရမလားပေါ့ဒါလေးကိုလည်းရင်ခုန်စွာနဲ့ကျွန်တော်တို့စောင့်မျှော်ရမှာဖြစ်ပါတယ်ကျွန်တော်တို့လုံးဝထင်မှတ်မထားတဲ့ပေါ့နော်နောက်တက်တာကောလာဟာလာတစ်ခုလေးထွက်လာတယ်ဗျအဲ့ဒါဘာလဲဆိုတော့မာတင်အော်ရီကတ်ပါကျွန်တော်တို့ရဲ့ပေါ့နော်မဟာပြိုင်ဘက်ကြီးအာဆင်နယ်ပေါ့မြန်မာပြည်ပါဆိုရင်ပေါ့နော်ဒါအများအားလီတိုက်ကြပါညာအာဆင်နယ်တင်းရဲ့ကပ်ပရင်ကြီးမာတင်အော်ရီကတ်ကဒါ United ကခေါ်ယူနိုင်မလားဆိုတဲ့သတင်းတွေဒါကောလာဟာလာဖြစ်ထွက်ရှိလာဗျအဓိကကတော့ပေါ့နော်ဒါ United ကစိတ်ဝင်စားတယ်မစားဘူးသတင်းကိုမထွက်တာဗျအဓိကသတင်းထွက်လာတာအာဆင်နယ်အသင်းဘက်ကပါအော်ရီကတ်တို့ဘက်ကပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါအားလုံးသိတဲ့အတိုင်းပဲဗျာကျွန်တော်ပေါ်တာတချို့လည်းရှိတယ်ဒါအာဆင်နယ်ဖန်တွေပေါ့နော်ဒီမာတင်အိုဒီကတ်ကိုကပ်ပရင်ပေးတာဒါခါလေးဒီစားသမားကပြုတ်တာပေါ့ဗျာပြော့တယ်ဆိုတာဒီမမထန်ထန်သူရှေ့ရနေပြီးဝင်းဖြဲရတဲ့ကဏ္ဍတွေဘာညာတွေအဲ့ဒီကဏ္ဍတွေမှာတိတ်ဥဆောင်မှုမပေးနိုင်ဘူးပြီးတော့သူ့ရဲ့ခြေစွမ်းကလည်းတခါတလေဘောလုံးပေးတာကြာတယ်ပေါ့နော်ဘရူနိုဖာနန်တက်တို့လိုဒါချန်ခရီရှင်းတွေကိုမြန်မြန်ဆန်ဆန်မလုပ်နိုင်မင်းနဲ့နည်းနည်းဘောလုံးကိုပတ်ဆွဲနေတာဘာညာစသဖြင့်ဒီသဘောလေးတွေအပေါ်မှာမကြိုက်ကြသူတွေလည်းရှိတယ်ဒါပေမဲ့အော်ရီကတ်ကဒါ creative တကယ်ကောင်းတဲ့ player ပါပေါ့နော်သူ
တကယ်ကိုဒါဘောလုံးတွေတိုးပါစိတ်ခါနေ area တွေထဲမှာကန်သွားတာတွေဒါလူပေးသွားတဲ့လုံတွေလည်းအများကြီးရှိပါတယ်ဒီလိုစွမ်းရည်မျိုးတွေတော့အာဆင်နယ်ပြည်သက်တွေကြိုက်ကြတယ်ပေါ့ဗျာဒါပေမဲ့လည်းဒါခုနကပြောသလိုအာဆင်နယ်လီဂျန်တွေအများစုကလည်းဝေဖန်ကြတယ်အော်ဒီဂတ်ကလည်းဒီသူ့ကိုဘယ်လိုပြောရမလဲသူ့ရဲ့အခန်းကဏ္ဍပေါ့နော်အာတီတာကလည်းသူ့ရဲ့အခန်းကဏ္ဍကိုရှော့ချလာတယ်နောက်တစ်ခုအသင်းကလည်းသူ့ပေါ်မှာပေါ့နော်ဒါစိတ်ရောလူရောဗျာဘယ်လိုပြောရမလဲအရန်ကြီးချစ်တယ်ပေါ့ဗျာခုနကပြောလို့ဒီကျွန်တော်တို့ United အသင်းကဒါ Bruno Fernandes ပေါ်မှာလောလောဆယ်အားပေးနေကြတယ်လို့မျိုးပေါ့အဲ့လိုမျိုးတွေလည်းမရှိဘူးလို့ခံစားရတဲ့အတွက်ထွက်ချင်လည်းထွက်ဖြစ်မယ်လို့သိရတယ်ပေါ့နော်ဆိုတော့အာဆင်နယ်ကဒါ Odegaard ကထွက်တယ်ဆိုရင်ဒါ United ကလည်းခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေကကောလာဟာလာအနေနဲ့ထွက်လာတဲ့သဘောပါကျွန်တော်အနေနဲ့ကတော့မထင်မိပါဘူးဗျာဘာကြောင့်လဲဆိုတော့ပေါ့နော် Bruno Fernandes လည်းရှိနေတာဆိုတော့ဒီ AM နေရာမှာနှစ်ယောက်ထပ်သွားလိမ့်မယ်ဗျာပြီးတော့ Odegaard လို့ကစားသမားမျိုးကလည်း first sign လက်မှာမတုံးဘူးဆိုရင်မခေါ်သင့်တဲ့ဒါကစားသမားမျိုးပေါ့တန်ကြီးဆိုရင်လည်းဒါတကယ်လို့ခေါ်မယ်ဆိုရင်လည်းနည်းမှာမဟုတ်ဘူးဗျာဆိုတော့ကျွန်တော်အနေနဲ့ကတော့မထင်ပါဘူးဒါပေမဲ့လည်း United ခေါ်ထားတယ်ပေါ့နော် Emre Can တို့ရောဒါ Yuri Tielemans ရောလုံးဝသတင်းမထွက်တဲ့ကစားသမားတွေကိုချက်ချင်းကောက်ခေါ်လိုက်တာဖြစ်နေတော့ပြောတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒါတော့ Martin Odegaard မှာမဟုတ်ပါဘူး Dan Warden တို့တခြားဒါ United ကထပ်ဖြည့်အောင်မယ်လို့ဒါသတင်းတွေထွက်လာတဲ့ကွင်းလယ်ကစားသမားတွေပေါ့နော်ဘယ်သူမဆိုဒါရောက်ရှိလာနိုင်ရရှိပါတယ် United ကလည်းပေါ့ဒီကိုယ့်ရဲ့အပြောင်းရွှေ့မှာကစားသမား3ယောက်ပေါ့နော်ခေါ်ယူပြီးသွားပြီဖြစ်တဲ့အတွက်သူတို့ဒီဒါအပြောင်းရွှေ့ကိုခဏရက်ပြီးတော့ပြန်လဲဆန်းစစ်တာသုံးသပ်တာတွေလုပ်မယ်လို့သိရတယ်ဒါပြီးရင်တော့ပေါ့နော်ဒါနောက်ထပ်မဖြစ်မနေလူတွေထပ်ခေါ်အောင်မယ်လို့လည်းသိရပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒါ Premier League စတင်ပြီးတော့2ပတ်လောက်ထိပေါ့နော်8လပိုင်းကုန်လောက်ထိပဲပြောပါတော့ဗောနော်အဲ့လောက်ထိတော့ကျွန်တော်တို့ကပြောင်းရွှေ့သတင်းတွေပါဒီဆက်လက်ကြားမှာဖြစ်ပြီးတော့ United ကိုလည်းဗောနော်တကယ်တန်ကြီးကြီးပေးရတဲ့ကစားသမားဘယ်သူရောက်မလဲဆိုတာလည်းဆက်လက်ရင်ခုန်ရအောင်မှာဖြစ်ပါတယ်ကျွန်တော် channel လေးကိုကြည့်ရှုအားပေးကြတဲ့ညီကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျမ်းမာပျော်ရွှင်ကြပါစေလုံခြုံပေးကင်းကြပါစေခင်ဗျာ